ကျွန်တော်တက်တော့မှတငယ်ချင်းမေးတာရှိပါတော့ကျွန်တော်ကားမောင်းတာလားတဲ့ဘေးလို့မလို့အောင်လားတဲ့ဘေးလို့ရလောက်ရမို့လားတဲ့ဆိုတော့ကျွန်တော်ဘေးလို့မလို့ပါဘူးဒီမှာကားမောင်းတစ်မျိုးပဲပေါ့နော်ဒီမှာလောက်တဲ့ဖွဲ့ရှိတယ်လောက်တဲ့ဖွဲ့ရှိပါတယ်ဒီမှာဒီလောက်တဲ့ဖွဲ့ရှိတယ်ဒီကမှာပေါ့နော်လောက်တဲ့ဖွဲ့အများရှိရပါတော့နောက်မှာနောက်တော့တို့တဲ့လူတွေကပစ္စည်းအသေးချာဖွဲ့ရှိတယ်ကျွန်တော်တော့ကားမောင်းတစ်မျိုးလေးပေါ့နော်ကားမောင်းတစ်မျိုးလေးလောက်ကားရောက်ရှိတယ်ဒီမှာတစ်စီးနော်မဟုတ်မှာရှိရ7ဘင်းကားလည်းရှိရ6ဘင်းကားလည်းရှိရပါနော်အခုမှကို line နဲ့ကိုလောက်ရတာပေါ့လောက်ကတော့အဲ့ဒီပစ္စည်းတို့တင်တဲ့ဖွဲ့ပေါ့နော်တင်တဲ့ဖွဲ့ချတဲ့ဖွဲ့ပေါ့နော်ဒါကျွန်တော်မောင်းတဲ့ကားလေးပါတော့ကားမောင်းတစ်မျိုးလေးပါအလုံးမရှိကားထဲမှာအိတ်နေတာပေါ့အဲ့ဒါလည်းပြောပြကြတယ်ပါကားရနောက်တော့ပေါ့နော်ဒါပစ္စည်းတင်ရတော့ဆက်လာဦးထဲမှာလည်းလောက်ဖွဲ့အများကြီးရှိရပါတော့မရုပ်ပြေးပိုင်းလောက်တော့ချင်းအပြတာပါတကယ်ချင်းတော့ပုတ်ကလေးမောင်းသမားတီးကြနော်ပုတ်ကလေးပဲမောင်းရတာဘာမှမလုပ်တော့မလို့ပုတ်ကလေးမောင်းပြပစ္စည်းတင်ပြီးပေါ့မနိုင်ကျွန်တော်ရှောင်းနော်အဲ့ဒါတော့မကမောင်းပါပဲ